တရုတ်မြန်မာလာအိုထိုင်းဗီယက်နမ်ကမ္ဘောဒီးယားတို့ရဲ့တိုင်းရင်းသားတို့မိခိုရာအသက်သွေးကြောမဲခေါင်မြစ်ရဲ့အထက်ပိုင်းတိဘက်လူမျိုးစုတို့ရဲ့ယဉ်ကျေးမှုထွန်းကားရာနေရာဗုဒ္ဓရဲ့ဓမ္မနဲ့အေးမြတဲ့မေတ္တာဓာတ်ကိုဖြန့်ကျက်ထားရာဒေသနှစ်1000ကျော်သက်တမ်းရှိတဲ့ရိုးရာစားချက်နည်းနဲ့နှစ်ထောင်ချီယဉ်ကျေးမှုအမွေနှစ်တွေကိုဆက်လက်ထိန်းသိမ်းဆောင်ရှောက်ရင်းတိုးတက်မှုတွေကိုလည်းလက်ကမ်းစည်းကြိုရာဤမျိုးအမဲသားနုနုကလီစာမျိုးမျိုးအတီးရွက်ဆုံဆုံစားစရာဖွယ်ရာတိဘက်ရိုးရာသကောထမင်းနဲ့စီးကြိုနေမဲ့ထမင်းဝိုင်းလာခဲ့ရသမျှမောပန်းမှုတွေကိုဒေသခံတိဘက်လူမျိုးတွေရဲ့ချိုးသားတဲ့အပြုံးနှွေးထွေးတဲ့ကြိုးစုံမှုတွေနဲ့အမောပြေစေမဲ့မြို့ငယ်လေးချောင်း